ယာကုပ်အလိုင်ဆလာတူဝဆလမ်ရဲ့တားတွေကတမန်တော်ယာကုပ်ကိုတမန်တော်ယူဆုဖ်အလိုင်ဆလာတူဝဆလမ်ကိုသူတို့နဲ့တူတူခေါ်သွားဖို့အတွက်ခွင့်ပြုချက်ယူတယ်ခွင့်ပြုချက်အခုမဖြစ်မနေဘလို့မှမလွဲတာမရှောင်တာသူတို့ကိုခွင့်ပြုပေးလိုက်ရတယ်ယာကုပ်နဗီကြီးရဲ့စိတ်ထဲမှာတော့စိုးရင်စိတ်တွေအများကြီးပါငါသားလေးကိုဝင်ပလီများစားသွားမလားအတင်းတို့ဂရိလက်လွတ်ဖြစ်သွားတဲ့အချိန်မှာငါသားလေးတိုက်ခိုက်ခံလိုက်ရမလားဆိုပြီးတော့အများကြီးစိုးရင်စိတ်တွေရှိတကယ်တော့တမန်တော်ယာကုပ်ကစိုးရိမ်နေတာကဝင်ပလီကိုမဟုတ်ဘူးသူသားတွေကိုပဲသူစိုးရိမ်နေတာနဗီဖြစ်တဲ့ပုံမှာဒါကိုဖွင့်ပြီးတော့ပြောဖို့ကလည်းမကောင်းဘူးဆိုတော့ဝင်ပလီဆိုပြီးတော့တမန်တော်ယာကုပ်ကတုံးလုံးလိုက်ရသို့တော့သားတွေကအများကြီးဖြောင်းဖြတယ်အများကြီးအာမခံချက်တွေပေးတဲ့ပုံမှာတမန်တော်ယာကုပ်ကတော့ခွင့်ပြုလိုက်ရ Alhamdulillah sabighin ni'am wa khaliqil insani min ba'dil adam falhamdu thumma alhamdu lak hamdan kathiran tayyiban ya rabbu lak a'taytana khayran အခုကျမ်းစာအုပ်တွေထဲမှာလာရှိတဲ့တဖ်စာအုပ်တွေထဲမှာတမန်တော်ယာကုပ်အလိုင်ဆလာတူဝဆလမ်ဟာတားတွေကိုအိမ်နဲ့တော်တော်ဝေးတဲ့ထိလိုက်ပြီးတော့ပို့မိမိကိုယ်တိုင်အိမ်နဲ့အဝေးထိလိုက်ပြီးတော့ပို့တယ်နောက်ဆုံးမျက်စိကနေတခါတည်းသူတို့ပျောက်သွားတဲ့အချိန်ထိတမန်တော်ယာကုပ်ကရပ်ပြီးတော့ကြည်နေတယ်အဖေကြီးယာကုပ်ရဲ့အရှိမှာတော့အကိုတွေကယူဆုဖ်ကိုတမန်တော်ယူဆုဖ်အလိုင်ဆလာတူဝဆလမ်ကိုပခုံးပေါ်မှာတင်ပြီးတော့သူတို့ခေါ်သွားတယောက်တလဲစီပခုံးပေါ်မှာတင်ပြီးတော့အဖေရဲ့အရှိမှာချစ်ပြတယ်ဟာညီလေးကိုငါတို့ကောင်းကောင်းမွန်မွန်ထိမ့်သိမ်းစောင့်ရှောက်နေပါတယ်ဆိုပြီးတော့အဖေကိုပြတဲ့အနေနဲ့ပခုံးပေါ်မှာတင်ပြီးတော့ခြီးပြီးတော့သူတို့ကခေါ်ပြီးတော့အခုတမန်တော်ယာကုပ်အလိုင်ဆလာတူဝဆလမ်နဲ့ဝေးကွာသွားတဲ့အချိန်ဖခင်ကြီးနဲ့ဝေးသွားတဲ့အချိန်မှာဘသူကပခုံးပေါ်မှာတင်တာလဲအဲ့ဒီအကိုကတမန်တော်ယူဆုဖ်ကိုအောက်ကိုပစ်ချလိုက် فلما ذهبوا به واجمعوا ان يجعلوه في غيابه الجب တမန်တော်ယာကုပ်အလိုင်ဆလာတူဝဆလမ်ရဲ့တားတွေကအခုဘာလုပ်လဲဆိုတော့ဒီညီလေးတမန်တော်ယူဆုဖ်ကိုအားလုံးဝိုင်းပြီးတော့တိုင်ပင်ပြီးတော့အခုရေရင်းထဲမှာပစ်ချဖို့ဆိုပြီးတော့ဆုံးဖြတ်နောက်ဆုံးရေရင်းအပြက်ကြီးထဲမှာအဲ့ဒီရေရင်းထဲမှာတမန်တော်ယူဆုဖ်ကိုပစ်ချဖို့အတွက်သူတို့စီစဉ်ဝအောဟိုင်နာအီလိုင်ဟီလတူနဘီအန်နဟွမ်ဘီအမရဟင်ဟာသာဝဟွမ်လာယရှ်ရူသူတို့ကပစ်ချဖို့အတွက်လုပ်နေတဲ့အချိန်မှာအလ္လာဟ်ဘက်ကနေတမန်တော်ယူဆုဖ်ကိုချက်ချင်းပဲအတိပေးတယ်ယူဆုဖ်ဘာမှစိတ်မကောင်းမဖြစ်နဲ့အတင်းကိုပစ်ချဖို့အတွက်လုပ်နေတဲ့အတင်းကိုအခုရောက်ချဖို့အတွက်ကြံစီနေတဲ့ဒီညီကိုတွေဟာဒီအကိုကြီးတွေဟာတရက်အတင်းရဲ့အရှိကိုရောက်လာလိမ့်မယ်သူတို့အားလုံးသူတို့လုပ်ခဲ့တဲ့အဖြစ်တွေနဲ့ပတ်သက်ပြီးတော့အတင်းအရှိမှာသူတို့တောင်းပန်ရလိမ့်မယ်ဝဟွမ်လာယရှ်အူရူန်အဲ့ဒါလို့သူတို့အတင်းအရှိကိုရောက်လာတဲ့အခါမှာအတင်းကိုသူတို့ဘာမှသိမှာတော့မဟုတ်ဘူးသူတို့လုပ်ခဲ့တာတွေကိုလည်းသူတို့မသိကြအောင်ဆောင်လိုက်လိမ့်မယ်အတင်းမတူလဲဆိုတာကိုလည်းသူတို့ပြန်ပြီးတော့သိမှာမဟုတ်တဲ့အခြေအနေထိငါအလ္လာဟ်အတင်းကိုပြန်ပြီးတော့ပို့ပေးမယ်ငါအလ္လာဟ်အတင်းကိုစောင့်ရှောက်မယ်ဆိုပြီးတော့တမန်တော်ယူဆုဖ်ကိုအလ္လာဟ်ကဝဟီတမန်တော်ယူဆုဖ်ကနှလုံးသားထဲမှာအလ္လာဟ်ကဒီအတီလေးကိုထည့်ပေးတယ်တမန်တော်ယူဆုဖ်အလိုင်ဆလာတူဝဆလမ်ကိုအခုအကိုတွေအားလုံးပေါင်းပြီးတော့ပုံးလေးတစ်ပုံးထဲမှာထည့်ပြီးတော့သူတို့ကရေတွင်းထဲကိုပစ်ချလိုက်ကျမ်းစာအုပ်တွေမှာလာရှိတယ်အလ္လာဟ်ကချက်ချင်းပဲဂျဘရိုင်လ်အလိုင်ဆလာတူဝဆလမ်ကိုဆေလွတ်ခဲ့ကောင်းကင်တမန်တော်ကြီးဂျဘရိုင်လ်ရောက်လာပြီးဒီရေတွင်းထဲကကလေးလေးကိုရေတွင်းထဲမှာရှိတဲ့လုံခြုံတဲ့နေရာလေးတစ်နေရာမှာတမန်တော်ယူဆုဖ်အလိုင်ဆလာတူဝဆလမ်ကိုဂျဘရိုင်လ်ကတင်ပေးထားလိုက်အဲ့ဒီထဲမှာရေတွင်းရဲ့အမောင်လူထဲမှာတမန်တော်ယူဆုဖ်အလိုင်ဆလာတူဝဆလမ်ကနေခဲ့ရအခုတမန်တော်ယူဆုဖ်ရဲ့ဘဝဟာရေတွင်းထဲကိုရောက်သွားပြီအခုဒီအကိုတွေဘာလုပ်လဲဆိုတော့သူတို့လှုပ်ချင်တာသူတို့လှုပ်ပြီးသွားတော့သူတို့အခုအိမ်ကိုဘယ်အချိန်ပြန်လဲဆိုတော့ညအချိန်သူတို့ပြန်သူတို့ကိုအဖေသူတို့ရဲ့မျက်နှာတွေကိုမတွေ့ရအောင်သူတို့မျက်နှာရဲ့ဟန်ဆောင်မှုတွေကိုသူတို့အဖေနဲ့မျက်နှာချင်းမဆန်ရဲအောင်ညဘက်ကိုသူတို့ကပြန်ခဲ့ဝဂျာအူအဘာဟွမ်အိရှာအယဘကူကုရ်အာန်ကျမ်းတော်မြတ်ထဲမှာအလ္လာဟ်ရှိမြတ်တခင်ကတင်ပြတယ်ဒီညီကိုတွေညဘက်ကိုအိမ်ကိုပြန်လာတဲ့အချိန်မှာငိုယိုပြီးတော့အော်ဟစ်ပြီးတော့သူတို့ပြန်လာဖခင်ဖြစ်တဲ့တမန်တော်ယူဆုဖ်ကအိမ်ရဲ့အပြင်ကိုပြေးထွက်သွားတယ်ဘာများဖြစ်လဲငါသားလေးတွေဘာများဖြစ်လဲငါသားတွေကစိတ်တွေကိုဝင်ပလီများစားသွားလားတွေ့လာတဲ့ချက်ချင်းပဲမေးတယ်ဘာများဖြစ်လို့လဲစိတ်တွေဝင်ပလီများစားသွားတာလားချက်ချင်းပဲတမန်တော်ယူဆုဖ်နဲ့ပတ်သက်ပြီးတော့လဲဖခင်ကြီးတမန်တော်ယာကုပ်ကမေးခဲ့တယ်ငါသားလေးယူဆုဖ်ကိုဘာမှလည်းမတွေ့ပါလားအခုအကိုတွေကဘာပြောလဲဆိုတော့ဖခင်ကြီးခမညာအင်နာဇဟဘနာနစတဘီကူဝတရကနာယူဆုဖ်
ကျွန်တော်တို့ကအခုကျွန်တော်တို့ picnic ထွက်တဲ့နေရာကိုရောက်တယ်ကျွန်တော်တို့အဲ့ဒီမှာပြေးကြတယ်ကစားကြတယ်အပြေးတွေပြိုင်ကြတယ်ကျွန်တော်တို့အပြေးတွေပြိုင်နေတဲ့အချိန်မှာကျွန်တော်တို့ဟာကျွန်တော်တို့ညီလေးယူဆုဖ်ကိုအထုပ်တွေနဲ့အတူကျွန်တော်တို့ထားခဲ့တယ်အဲ့ဒီအချိန်မှာပဲဖာအကလာဟူဇီဝင်ပလီတကောင်တောထဲကနေရောက်လာပြီးတော့ယူဆုဖ်ကိုကိုက်ပြီးတော့စားလိုက်တယ်အခုကျွန်တော်တို့အရန်ကိုစိတ်မကောင်းဖြစ်ပြီးတော့ငိုပြီးတော့ကျွန်တော်တို့ဖခင်ကြီးစီကိုပြန်လာတာပါကျွန်တော်တို့ပြောနေတဲ့စကားတွေကိုအဖေယုံမှလည်းမဟုတ်ဘူးတကယ်ဖြစ်ခဲ့တယ်ဆိုတာတော့ကျွန်တော်တို့မှန်ကန်ပါတယ်သို့တော့အဖေတော့ယုံမှမဟုတ်ဘူးဆိုပြီးတော့တမန်တော်ယာကုပ်ကတားတွေကတမန်တော်ယာကုပ်ကိုပြောယာကုပ်အလိုင်ဆလာတူဝဆလမ်ကအခုငါတားလေးယူဆုဖ်ကဖြစ်မှဖြစ်ရည်လားဘလို့ဖြစ်တာလဲအရန်ကိုစိတ်မကောင်းဖြစ်သွားတယ်ဝမ်းနည်းသွားတယ်အကိုတွေကလည်းဘာလုပ်လဲဆိုတော့တမန်တော်ယူဆုဖ်ကိုယေရွဲနဲ့ကိုထည့်နေတဲ့အချိန်မှာသူ့ရဲ့အင်ကြီးကိုချွတ်ပြီးတော့ယူလာသူ့ရဲ့အင်ကြီးကိုချွတ်ပြီးတော့လမ်းမှာသွေးတွေပေးအောင်သူတို့လှုပ်လိုက်အလ္လာဟ်ဘက်ကနေလည်းသူတို့ကိုသွေးပေးအောင်တော့လှုပ်ဖို့အတွက်အလ္လာဟ်ကအတိညာပေးတယ်သို့တော့အင်ကြီးကိုနည်းနည်းဖြဲလိုက်ရမယ်ဆိုတဲ့အတိညာကိုအလ္လာဟ်ကမထည့်ပေးခဲ့ဘူးအခုဒီအင်ကြီးသွေးပေးနေတဲ့အင်ကြီးကိုယူလာတယ်ယူလာပြီးအဖေဖြစ်တဲ့ယာကုပ်နဗီကြီးကိုပေးတယ်ရော့အပါကြီးအဖေကြီးခင်ဗျာဒီမှာယူဆုဖ်ကအင်ကြီးဖြစ်တဲ့ဒီမှာသွေးတွေပေးသွားတာကျွန်တော်တို့တတ်သိအနေနဲ့ယူလာတာပါယာကုပ်နဗီကဘာပြောလဲဆိုတော့တော်ကိုယဉ်ကျေးတဲ့ဝင်ပလေပါလားငါသားလေးကိုသူကတက်ဖြတ်တဲ့နေရာမှာအင်ကြီးကိုမဖျဲပဲနဲ့အင်ကြီးကဘာမှပေါက်ပြဲတဲ့ဒဏ်ရာမရှိပဲနဲ့ပေါက်ပြဲတဲ့အရာမရှိပဲနဲ့ဒီတိုင်းမဲ့သူဘလို့လုပ်ပြီးတော့စားလိုက်တာလဲဆိုပြီးတော့တမန်တော်ယာကုပ်အလိုင်ဆလာတူဝဆလမ်ကသားတွေကိုပြောခဲ့တယ်မင်းတို့ရဲ့လောက်ရက်ကိုငါသိနေပြီဘလ်ဆဝလတ်လကုမ်အန်ဖုဆုကုမ်အမရာတမန်တော်ယာကုပ်အလိုင်ဆလာတူဝဆလမ်အမိန့်ရှိတယ်ငါသားတို့ဒါတကယ်တော့ဝင်ပလေစားသွားတာမဟုတ်ဘူးယူဆုဖ်ကိုမင်းတို့ဘာသာမင်းတို့ကြံစီလိုက်တာဖြစ်တယ်တမန်တော်ယာကုပ်ကဒီစကားကိုပြောပြီးတော့ဘာမှသူတို့နဲ့ညင်းတာခုန်တာမေးတာမျက်နှာဘာမှမလုပ်တော့ဘူးဖဆဘရွန်ဂျမီလ်ငါကတော့တိခံရတော့မှာပေါ့ဘာမှမတတ်နိုင်ဘူးတိခံခြင်းတရားကိုပဲငါလက်ခံထားမယ်ဆဘရကိုပဲငါလက်ခံထားမယ်ဝလ္လာဟူလ်မုစတာနူအလာမာတဆဖူန်ငါရဲ့ဖြစ်ပျက်နေတဲ့ခံစားချက်တွေအားလုံးမင်းတို့ပြောတဲ့ကိစ္စရပ်တွေအားလုံးကိုငါအလ္လာဟ်ကိုပဲတိုင်တယ်မယ်အလ္လာဟ်ကိုပဲငါယင်ဖွင့်မယ်ငါဘာမှမင်းတို့နဲ့ပတ်သက်ပြီးတော့ပြောတော့မှာမဟုတ်ဘူးငါဘာမှမင်းတို့ကိုလည်းပြောစရာမရှိတော့ဘူးငါအလ္လာဟ်ကိုပဲငါပြောပြီးတော့ငါအလ္လာဟ်စီမှာပဲငါအကူအညီတောင်းမယ်ယာကုပ်အလိုင်ဆလာတူဝဆလမ်တော်ကိုစိတ်မကောင်းဖြစ်ခဲ့တဲ့ခြေကွဲခဲ့တဲ့ဟိုမှာယူဆုဖ်နဗီကတော့ရေရွဲနဲ့ရောက်သွားပြီ